တခါကဘဝကိုစိတ်ပြက်နေတဲ့လူငယ်လေးတစ်ယောက်ဟာသူ့ရဲ့ဆရာကြီးထံသွားပြီးဆရာကြီးခင်ဗျာကျွန်တော်ဘဝရဲ့တန်ဖိုးကဘယ်လောက်ရှိလဲလို့မေးလိုက်ပါတယ်ဆရာကြီးကဘာမှမပြောဘဲလှပတဲ့ပန်းရောင်ကြောက်တုံးလေးတုံးကိုထုတ်ပေးလိုက်ပြီးဒီကြောက်တုံးကိုဈေးထဲတွားရောက်ကြည့်ပါဒါပေမဲ့ဘယ်လောက်ပဲပေးလုံးဝမရောက်ပါနဲ့လို့မှာလိုက်ပါတယ်လူငယ်လေးဟာဈေးထဲကိုတွားပြီးကြောက်တုံးလေးကိုချပြထားပါတယ်အဲ့ဒီအချိန်မှာအဖွားအိုတယောက်ကဒီကြောက်တုံးလေးကလှသားပဲငါမြေးလေးကစားဖို့9000ပေးမယ်လို့ပြောပါတယ်လူငယ်လေးကဆရာကြီးမှထားတဲ့အတိုင်းလက်နှစ်ဖက်ကိုရှက်ပြီးပုံစံပြကမရောက်နိုင်ကြောင်းညင်းလိုက်ပါတယ်အဲ့ဒီနောက်လူငယ်လေးဟာပြတိုက်တစ်ခုကိုသွားပါတယ်ပြတိုက်မှုကကြောက်တုံးကိုကြည့်ပြီးဒီကြောက်တုံးကရှားပါတယ်9သိန်းပေးမယ်လို့ကမ်းလှမ်းပါတယ်လူငယ်လေးကထပ်ပြီးညင်းလိုက်ပြန်ပါတယ်နောက်ဆုံးမှာတော့လူငယ်လေးဟာမြို့ထဲကအကြီးဆုံးကြောက်မြက်ရတနာဆိုင်ကိုတွားပြပါတယ်။ဆိုင်ရှင်ကြီးဟာကြောက်တုံးကိုမှန်ဘီလူးနဲ့တေချာကြည့်ပြီးအံ့ဩတုန်လှုပ်သွားပါတယ်။ဒါကကဘာပေါ်မှာရှာရခတ်တဲ့ရတနာပဲ။မင်းကိုသိန်း1000ပေးမယ်ငါ့ကိုရောင်းမလို့တောင်းဆိုပါတော့တယ်။လူငယ်လေးဟာလုံးဝမရောက်မဲဆရာကြီးစီကိုပြန်ပြေးလာပါတယ်။ဆရာကြီးကိုဖြစ်ကြောင်းကုံစင်ပြောပြတဲ့အခါဆရာကြီးကပြုံးပြီးအခုမင်းဘဝရဲ့တန်ဖိုးကိုသိပြီလားလို့မေးပါတယ်မင်းဟာဘသူလဲဆိုတာထက်မင်းကိုဘယ်နေရာမှာထားမလဲဆိုတာကပိုအရေးကြီးတယ်9000တန်တဲ့နေရာမှာနေရင်မင်းတန်ဖိုးက9000ပဲရှိလိမ့်မယ်ဒါပေမဲ့မင်းရဲ့အရေးချင်းကိုတီးတဲ့သူတွေတန်ဖိုးထားတဲ့ပတ်ဝန်းကျင်မှာနေမယ်ဆိုရင်တော့မင်းဟာအဖိုးဖြတ်လို့မရတဲ့ယတနာတစ်ပါးဖြစ်လာမှာပါလူငယ်လေးဟာမျက်စိပွင့်သွားပြီးသူ့ကိုယ်သူယုံကြည်မှုတွေပြန်ရလာပါတယ်။မင်းကိုတန်မိုးမထားတဲ့နေရာမှာမနေပါနဲ့။မင်းရဲ့တန်မိုးကိုမြင်နိုင်တဲ့သူတွေစီမှာပဲမင်းရဲ့အနာဂတ်ကိုတည်ဆောက်ပါ။ဗီဒီယိုကိုအဆုံးထိကြည့်ပြီးလို့အထူးကျေးဇူးတင်ပါတယ်။နောက်ထပ်ဘလို့ဗီဒီယိုတွေကြည့်ကြင်လဲ comment မှာရေးပေးကြပါ။ဗီဒီယိုလုပ်တာအားရှိအောင်လို့ followers like နဲ့ subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။